ကျွန်တော်မိမထမင်းဘူးဒီနေ့ဘာလုပ်ပေးမလဲကြည့်အောင်အရင်ဆုံးကျွန်တော်ရင်နွေးကိုစားထည့်ပြီးတော့တည်ထားလိုက်ပါတယ်ပြီးရင်တော့ကြက်သွန်ဒီတစ်ချမ်းကိုတောက်တောက်ဆင်းပြီးတော့ကြက်သွန်ဖြူလေးကိုလည်းတောက်တောက်ဆင်းထားလိုက်ပါတယ်ပြီးရင်တော့ခရမ်းညင်ဒီ cherry tomato လေးတွေကိုထပ်ချမ်းထားလိုက်ပါတယ်မနေ့ကကျန်တဲ့အသားလုံးလေးတွေကိုလည်းထုတ်ထားလိုက်ပါတယ်ခုနကတည်ထားတဲ့ရင်နွေးဦးတွေကိုတော့ spaghetti ပြုတ်ဖို့အတွက် spaghetti လေးတွေကိုထည့်လိုက်ပါတယ် spaghetti လေးကို9မိနစ်လောက်ပြုတ်နေတဲ့အချိန်မှာတော့ကျွန်တော်ကြက်သွန်နီရဲ့ကြက်သွန်ဖြူရဲ့ငရုတ်သီးမုံရဲ့ထည့်ပြီးတော့စီသက်ထားပါတယ်ပြီးရင်တော့ခရမ်းညင်သီးလီထားတဲ့ဟာလေးထည့်ပြီးတော့အသားလုံးလေးလည်းထည့်လိုက်ပါတယ်စီသက်လို့ပြီးရင်တော့ cooking cream လေးထည့်ပြီးတော့ခဏတည်ထားလိုက်ပါတယ်ပြီးရင်တော့ခုနက9မိနစ်ပြည့်သွားတဲ့ခေါက်ဆွဲလေးတွေကိုထည့်လိုက်ပါတယ်ခေါက်ဆွဲပြုတ်ထားတဲ့စားရည်ငယ်လေးထည့်လိုက်ပါတယ်အချိုးအတွက်နည်းနည်းလေးကဲသွားအောင်လို့တကြားလေးနည်းနည်းလေးထည့်လိုက်ပါတယ်ဒါဆိုရင်တော့ spaghetti လေးရသွားပါပြီရသွားတဲ့ spaghetti လေးတွေကိုတော့ထမင်းဘူးတစ်ဘူးတည်းကိုထည့်လိုက်ပါတယ် spaghetti တွေကိုတော့နောက်ဆုံးအနေနဲ့ကျွန်တော် parmesan cheese ကိုချစ်ပြီးတော့ထည့်ပေးလိုက်ပါတယ်နောက်ထပ်ထမင်းဘူးတစ်ဘူးထည့်ဖို့အတွက်ကတော့ပဇွန်လေးကောင်ကိုထုတ်ပြီးတော့ကြောခွဲပြီးတော့ညစ်ကြေးလေးတွေထုတ်ထားလိုက်ပါတယ်ပြီးရင်တော့ဥပတ်ဒီပဲစားနဲ့ငရုတ်ကောင်းနဲ့ဖြူထားလိုက်ပါတယ်စားငရုတ်ကောင်းဖြူထားတဲ့ပဇွန်လေးတွေကို olive wine နဲ့ငင်နဲ့အိုးထဲမှာကြော်ထားလိုက်ပါတယ်ပဇွန်လေးကြက်ပြီးဆိုရင်တော့ကျွန်တော် tortilla wrap လေးကိုထုတ်ထားလိုက်ပါတယ်ပြီးရင်တော့ gobi လေးကိုလည်းပပလေးတွေလှီထားလိုက်ပါတယ် gobi ပပလေးတွေကိုတခါတည်း tortilla wrap ထဲမှာထည့်တယ် cheese ထည့်တယ်နေကြပင်ပေါင်းနဲ့ပဇွန်လေးတွေထည့်ပြီးတော့နောက်ဆုံးအနေနဲ့ balsamic glaze နဲ့ mayonnaise လေးတွေထည့်ပြီးတော့တခါတည်းလိတ်ထားလိုက်ပါတယ်လိတ်ပြီးသားလေးကိုတော့အိုးထဲမှာကင်ထားလိုက်ပါတယ်ပြီးရင်တော့ပါမုန်းနှစ်ချက်ကိုလည်းထုတ်ပြီးတော့တခါတည်းကင်ထားလိုက်ပါတယ်tortilla wrap လေးကိုဟိုဘက်ဒီဘက်ကင်ပြီးသွားပြီဆိုရင်တော့ကျွန်တော်ခဲဘက်နဲ့ပတ်ထားလိုက်ပါတယ်ကင်မီသားပါမုံနှစ်ချက်ပေါ်မှာတော့ prosciutto လို့ခေါ်တဲ့ဝက်ပေါင်ကြောက်ကိုတင်လိုက်ပါတယ်ခရမ်းညင်သီးလေးတွေကိုနည်းနည်းလှီးပြီးတော့လည်းတင်ထားလိုက်ပါတယ် rocket leaf လေးနည်းငယ်ကိုတော့ကျွန်တော်စားမဲ့ဟာတွေကိုတော့ထည့်လိုက်ပါတယ်ကျွန်တော်မိမကအဲ့ရွယ်မကြိုက်တော့မထည့်ပါဘူး cheese ကတော့ burrata လို့ခေါ်တဲ့ mozzarella cheese ကိုအထဲထဲမှာ cream cheese ထည့်ပြီးတော့အိတ်လေးလိုလုပ်ထားတဲ့ဟာလေးကိုထည့်လိုက်ပါတယ် Italian ပင်စိမ်းနဲ့အပေါ်ကနေပြီးတော့ Seville vinegar ရဲ့ olive wine လေးနည်းငယ်ထည့်ပြီးရင်တော့မနက်စာက ready ဖြစ်သွားပါပြီburrata cheese နေရာမှာ mozzarella cheese ကိုတက်တက်သုံးလဲရပါတယ်အဲဒါဆိုရင်လည်းရတာကောင်းပါတယ်သမင်းဘူးတော့ကတော့နောက်တစ်ဘူးတည်းကိုတော့ခုနက wrap လေးကိုလှီးပြီးတော့ထည့်ပေးလိုက်ပါတယ်အချိုတဲဖို့နောက်တစ်ဘူးအတွက်ကတော့မာလကာသီးလေးကိုပဲလှီးပြီးတော့ထည့်ပေးလိုက်ပါတယ်ဒီတစ်ခေါက်တော့ဗီဒီယိုလေးကိုနည်းနည်းရှည်ရှည်လေး edit လုပ်ထားပေးပါတယ်ကျွန်တော်ကိုအရင်တစ်ခေါက်ကအရန်ကြီးမြန်မြန်လေးလုပ်ရင်သူတို့ like ကြည့်ပြီးဘာတွေလုပ်နေမှမသိဘူးဖြစ်တယ်လို့ပြောလို့ပါမနက်ခင်းအပူတောက်ဖို့အတွက်တော့လက်ဖက်ရည်လေးကိုဖျော်ပေးထားလိုက်ပါတယ်